ရင်မတော်တဆတိုက်ခိုက်မှုကြောင့်ဆေးရုံပေါ်မှာလာပေါင်းများစွာဆေးကုသမှုခံယူခဲ့ရတဲ့ပေါ့အဆိုတော်ဆိုတေးဟာသူ့ရဲ့တေးအယ်ဘမ်တစ်ဖြစ်တဲ့မင်္ဂလာပါကိုဖေဖော်ဝါရီ၄ရက်နေ့မှာမိတ်ဆက်ဖြန့်ချီလိုက်ပါတယ်။ရင်တိုက်မှုမဖြစ်ခင်ကတည်းကဒီသချင်းအယ်ဘမ်ကိုဖြန့်ချီဖို့စီစဉ်ထားတာဖြစ်ပြီးအခုလိုကျမ်းမာရေးကောင်းလာချိန်မှာမိတ်ဆက်သတင်းစာရှင်းလင်းပွဲကျင်းပတာဖြစ်တဲ့အကြောင်းအာယုံကြောဆိုင်ရာကုသမှုတက်တာပြောက်ကင်းလာချိန်မှာအချောသက်စီစဉ်ထားပြီးတဲ့မင်္ဂလာပါကိုထုတ်ဝေဖို့ဖြစ်လာတာလို့စီစဉ်သူကဆိုပါတယ်။သူဒုတိယခွေလေးလောက်ထားတယ်အကိုတို့ပြောတယ်။သူအဲ့ဒီအချိန်မှာပဲကားအက်ဆီဒန့်ဖြစ်တယ်ဆိုတော့ကိုသိလိုက်တော့သူ့ရဲ့ဒုတိယခွေလေးကရှိနေခဲ့တယ်။အဲ့ဟာလေးရှိနေမှလည်းကိုသိတယ်တော့အဲ့ဒါလေးစောင့်နေရပါတော့။ဘယ်အချိန်များထွက်မလဲဆိုပြီးတော့စောင့်နေဆိုတော့သူသတိမရဘူး။2 လ 3 လလောက်သူအဲ့လိုမျိုးကြီးဖြစ်နေတယ်ဆိုတော့သူရန်ကုန်ပြန်ရောက်လာပြီပေါ့။ပြန်ရောက်လာပြီဆိုတဲ့အချိန်မှာကိုတို့နဲ့မစုံရကြသေးဘူး။အဲ့လိုနဲ့တရက်မှာကို Pro Studio မှာသူ့ရဲ့အကိုကကိုရွှေပိုင်ရဲ့အကိုရဲ့စုံပြီးတော့လေးကြည့်တာပေါ့ညီလေးဘယ်လိုလဲအခြေအနေလေးပါညာဆိုတော့အကိုလည်းကျွန်တော်တို့လုပ်ထားတယ်ဒါပေမဲ့ data တွေဘာမှမသိဘူး data တွေကပျောက်နေတယ်ပေါ့နော်ပျောက်နေတယ်ဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင်ကိုဘယ်လိုကူညီရမလဲဒီအကိုလည်းအဲ့ဒါဆိုရင်ကျွန်တော်တို့လည်းမသိတော့ဘူးပေါ့နော် data ဘယ်သူစီမှာ तू တယောက်တည်းလုပ်တာများတယ်တယောက်တည်းလုပ်တာများတော့ तू တယောက်တည်းလိုမျိုးတွင်းထားတဲ့ဟာတွေအရင်များတော့ဘယ်မှာမှမသိဘူးစုလို့ရတယ်အဲ့လိုအချိန်မှာအကိုနဲ့တွေ့တော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အကိုတက်နိုင်တဲ့လောက်ကူညီပေးနေတယ် तू ပမာလောက်တက်တယ်လေဆိုတော့သိတယ်ဆိုတော့ကိုယ်လိုမျိုးလိုက်ရှာပေါ့နော်အဲ့မှာသူ့ရဲ့ data တွေကကံကောင်းထောက်မှဆိုနေတယ်စတူဒီယိုတစ်ခုမှာ तू အားလုံးအချောမစင်ဆွဲဖို့အတွက်အပြီးသားရှိတယ်အဲ့ဒါကိုအဲ့ဒီစတူဒီယိုကဒီစတူဒီယိုပိုင်ရှင်ကလည်းဒီကိုမျိုးကျော်ဆိုတာ तू ကမပြောဘဲနဲ့ तू ကလာထုတ်တဲ့လူတွေအများကြီးတော့မပြောဘဲနဲ့အကုန်လုံးနဲ့ပုံရိပ်ရင်းနှီးရှိတော့ပြောပြရင်လည်းအဲ့ခွေတွေကစီစဉ်ဖြစ်သွားတာသူဆေးရုံတက်ကုသမှုခံယူနေချိန်မှာသူ့အပေါ်မတရားပြောဆိုခဲ့သူတွေကိုတရားစွဲမှလည်းမဟုတ်သလိုရန်ကိုရန်ချင်းမတုံ့ပြန်ဘူးလို့အဆိုတော်ဆိုတေးကပြောဆိုပါတယ်ညီလေးဘက်ကတရားစွဲလို့တာရှိလားညီလေးသတိမေ့တဲ့အချိန်မှာဘလို့အကြောင်းမရှိတာလေကွာဘလို့စိတ်ထားရန်ကိုရန်ချင်းမတုံ့ပြန်နေတာပါရန်ကိုရန်ချင်းမတုံ့ပြန်နေတာပါသူ့စကားပါရန်ကုန်မြို့အော်ကစ်ဟိုတယ်မှာကျင်းပတဲ့မိတ်ဆက်ပွဲမှာဆိုတေးရဲ့ဖခင်ဦးတင်မြင့်ကသူ့ရဲ့အငယ်ဆုံးသားဟာအာယုံကြောဆိုင်ရာကုသမှုတက်တာပျောက်ကင်းသွားပြီမဲ့ဒူးကောင်းတန်ရာကတော့မပျောက်ကင်းသေးတာကြောင့်အသားအစားထိုးပြီးကုသဖို့ရှိတယ်လို့ဆိုပါတယ်။တားငယ်လေးရဲ့ကျမ်းမာရေးကအခုချိန်မှာတော့သူရထားတဲ့ဒဏ်ရာတွေကတော့ဒီအုံနောက်ပိုင်းဆိုင်ရာအာယုံကြောဆိုင်ရာအကုန်ကောင်းသွားပါပြီခင်ဗျ။သူ့မှာဒီဒူးကောင်းဒဏ်ရာပဲရှိပါသေးတယ်။အဲ့ဒါလေးတော့ကြံသေးတယ်။အဲ့ဒါလေးတော့ကျွန်တော်တို့အသားအစားထိုးပြီးတော့ကုပါပါမယ်။မင်္ဂလာပါတေးအယ်ဘမ်မှာတချင်း73ပုဒ်ပါဝင်ပြီးဆိုတေးကိုယ်တိုင်ရေးသားထားတဲ့တချင်း12ပုဒ်ပါဝင်တယ်လို့ဆိုပါတယ်။